လောကမှာကဘာလဲဆိုတော့ကျွန်တော်တို့ဒီလောဆယ်စတင်နဲ့ဝင်မယ်စတင်ဝင်ပြဒီမှာတော့ ABOT ဆိုတာလေးကိုတစ်ချက်ဝင်မယ်ပြီးရင်ကျွန်တော်ပေါ်ဆွဲတင်ပြီးတော့ဒီမှာဒီ ED ရ data ဆိုတာလေးဝင်မယ်ပြီးရင်မှာကျွန်တော်MNUN ဆိုတာလေး3ချက်4ချက်ဖိနေမယ်ဖိနေပြီးရပြီးပြန်ထွက်မယ်ထွက်ပဲပြီးရင်ရှုကိုစုတဲ့ဝင်မယ်နော်ဒီတဲ့ကိုဝင်လိုက်မယ်ပြီးရင်မှာကျွန်တော်တို့ဒီမှာပြဒီကောင်လေးတွေကိုနှိပ်ဝင်လိုက်ပြီးရင်ကျွန်တော်တို့ကလာအောင်ဆိုကောင်လေးကိုဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်ဘာလာမလဲဆိုတော့ test movement okay ဒီကောင်လေးဝင်လိုက်ပြီးရင်ဖွင့်ပေးလိုက်မယ်ပြီးရင်အခုချက်နိုင်မယ်တက်ဖွင့်ပေးတယ်ပြီးရည်ဆိုကျွန်တော်ဒီမှာဒါလေးလာဆိုရင်မှာ1 4လုံးခွန်တို့ချမယ်1 4ခွန်3ည3 1ဆိုပြီးတော့ဒါလေးချက်နေလိုက်ဒါလေးနှိပ်ပြီးရောโอเคရှာပြီးဆိုတော့ပတ်ထွက်မယ်ဆက်ထွက်မယ်ပြီးမှ patch data လေးကိုနှိပ်လိုက်โอเคဒါပြီအဲ့ဒါဆိုကျွန်တော်တို့အဆင်ပြေသွားပြီဒါဆိုကျွန်တော်ရပြီအဲ့ဒါဆိုရသွားပြီโอเคရပြီဆိုရင်ကျွန်တော်ခလင်းနဲ့ပြန်ထွက်မယ်ထွက်ပြီးတော့လက်ချရဲဝင်မယ်ပြီးမှစိတ်မှုရဆိုပြောင်းလာဒါလေးပြောင်းပြီပြီးရင်ကျွန်တော်တို့ပြောင်းမယ်120 fps ရလောက်မယ်ပြီးရင်ကျွန်တော်ဒီကောင်ရဒီကြောင်နဲ့ထားလို့ရဒီတိုင်းမထားဘူးဆိုရင်ကျွန်တော်ဒီမှာ SUD ရဆိုနှိပ်ပြီးရင် application ဒါလေးကိုနှိပ်ပြီးလိုက်ပြီးရင်ဘာထပ်လောက်လာမလဲဆိုမှ gaming ဆိုတာလေးရှိရယ် gaming နဲ့ line ကမကောင်းတော့ဘူး line မကောင်းလို့နော်ဒါဆိုကျွန်တော် setting နဲ့ဝင်မယ်setting နဲ့ဝင်မယ်မမီးရည်ဆိုရင်ကျွန်တော်ဒီမှာဒါလေးအဲ့ဒါလေးချက်နှိပ်ပြီးတော့ပြီးရင်ကျွန်တော်ဒီမှာဒါလေးအကောင်လေးချက်နှိပ်ပြီးလိုက်ပြီဆိုတာနဲ့မ okay လိုချင်တာလေးရပြီကျွန်တော်လိုချင်120 fps ရရှိသွားပါပြီနော်ကျွန်တော်ပိတ်ချင်နေရတယ်ဖွင့်နေရတယ်နော်အကောင်မှကျွန်တော်လင်းတင်အောင်မယ်ဆိုရင်ဘာတင်မလဲဆိုတော့ကျွန်တော်လင်းတင်ရမယ်ရှိတယ်ဒီမှာဒီမှာဒါလင်းတင်ထားတယ်နော်120 fps ရပြီ go to live okay ကျွန်တော်တိုင်း stream နဲ့ပြီးရင် stream ပြန်ထွက် okay ကျွန်တော်ဒီမှာ game နဲ့ဆက်သွားချိုးကြည့်မယ်ဘုံမနဲ့ဆက်ချိုးလေ့ကျင့်ခန်းဆက်ပြရမယ်โอเคมาကျွန်တော်120 fps ရဲ့ share ကျုံးရတယ်နော် share ကျုံးရတယ်တော့အနေနေဆိုရင်ကျွန်တော်ဘာလုပ်ရမလဲ movement ပြောင်းမယ်ဒီမှာတော့အနေနေဆိုရင်50ပဲရှိရယ်100 โอเคมาနော်ရှုဒါတော့ကျွန်တော်စကောဘုံပြောင်းလိုက်ပါโอเค
ပြီကျွန်တော်တက်ထားမယ် let's go ကောင်းဆုံးပဲနေမယ်အလုံးစင်ပြကြပါစေလို့နော်တော့လုပ်ပေးလာပြီ okay ပါမတရားနဲ့ဆက်အပ်ရအဲ့ဒီကပြောင်းအဲ့ဒီကလည်းပြောင်းဟုတ်တယ်အဲ့ဒီကဘယ်ကောင်းလဲဆိုလည်းလည်းထားမယ်အဲ့ဒီက okay ဒီမှာ okay ပါမတရားနဲ့ဆက်အပ်ရလို့လည်းလည်းထားမယ်နော်ကျွန်တော်လည်းလည်းထားဟုတ်ပြီလား okay အားလုံး